မင်းကဘာဖြစ်လို့ဟိုနေ့ကကောင်မလေးဟုတ်တယ်မင်းသွားတယ်ဟဲ့မင်းကောင်မလေးကိုသွားချောင်းတာလားရှုံနေပဲအေးဟိုငါပေါ့ပြီကောင်မလေးကိုမင်းသွားကြည့်တာကောင်မလေးကတော်တော်ဆင်းရဲလို့ ဟယ်လိုစားနီလားမင်းကငါဒီလိုစကားမပြောပါနဲ့လို့ပြောထားတယ်လေငါ့ကွာဒီလိုကိစ္စမျိုးလက်ခံမှာမဟုတ်ဘူးဒါပဲနော်ငါမရိုက်ချင်ဘူးငါ့ဆုံးမဆုံးနဲ့ဒါပဲသိမယ်အလကားကကိုရင်စားနီဆိုရကားလေငါလေးကိုကြီးစားစကားပြောတာကြားလာကိုသိလားငါကိုကမကြိုက်ဘူးမပြောပါနဲ့ဆိုတာကိုမရဘူး ညီမလေးကိုဇာနီကရေးစကားပြောတာကိုကမကြိုက်ပါဘူးလို့မပြောမိပါဘူးညီမလေးမရိုင်းရဘူးနော်လွတ်လပ်တဲ့မိန်းကလေးတယောက်လွတ်လပ်တဲ့ယောက်ျားလေးတယောက်ကချစ်ပါတယ်ကြိုက်ပါတယ်လို့ရေးစကားပြောတဲ့ဟာဒါတဘာဝပဲလေညီမလေးကလက်ခံမယ်ဆိုရင်ကိုမှတားပိုင်ခြင်းမရှိဘူး Bueno,သမီးဘာတွေဖြစ်နေတာလဲ ကိုဝမမေသမီးနဲ့တူတူတော့မရှိဘူးအခုလည်းစော်ကြီးပျောက်သွားပြန် ဩသမီးရဲ့ဒါများစိတ်ဆိုးစရာကြနေတာပဲသမီးကိုကလေတန်းကြီးမှာရှောက်ပြီးတော့လဲနေမှာပေါ့သမီးရဲ့ က
ကိုကသမီးကိုထားပြီးအဲ့လိုရှောက်လေလို့မရဘူးလေမမီကိုကသမီးနားမှာပဲရှိရမယ်ကိုကအယုတ်လေးတယောက်ဆိုရင်သမီးကဝယ်ပြီးတော့သမီးနားမှာပဲထားမှာသမီးနဲ့ကိုကအမြဲတမ်းတူတူရှိနေရမယ် ဒီလိုလောက်ပါတဲ့သူလေးတွေကြိုက်တော့သူနဲ့အိုင်တို့ချိန်တော့ကမောင်းမကန်ကန်းယူတာကအဲ့တတိရတာပဲ မဟုတ်ရဲ့လားဒီနဲ့အိုင်နဲ့လာတာဟုတ်ကဲ့လားဟာလေသမောလေးနဲ့လာတာကိုတတိယလို့ပြန်ပြောနေတယ်နဲ့တူတယ် ယူကအဲ့ဆိုရင်အကောင်းကိုမပြောဘူးအိမ်အောင်တက်တန်းဒီလောက်ကြာပြီးတော့သမီးတော်အရွယ်ရောက်လာပြီအခုဒီအဲ့ဒီစကားတွေပြောတော့မယ် အိုင်ကယူစတာပါအော်ဒါနဲ့ပြောရအောင်မေတားကိုလေတားလို့မမြင်နဲ့တမက်လို့မြင်ကောင်းမလားလို့ ဒါတော့ယူတင်တယ်လို့ဖြစ်ရင်တော့ကောင်းသားပေါ့ကွာ928ကနေပြီး1500ပြောင်းဖို့ဆိုတာလွယ်တော့လွယ်လိမ့်မှမထင်ဘူးကွာ အဲ့ရဲ့ဘဝမှာလှုပ်ချင်တဲ့အရာအားလုံးလှုပ်ခဲ့တာဖြစ်ခဲ့တာပဲလေ ဟင်းရင်ထဲဆွဲနေတဲ့အယူစာကြီးကိုအခုထိတိမ့်ထားတော့မှလားကွာ အခုအချိန်မှာအဲ့ရဲ့ဘဝမှာမဖြစ်ဘူးဆိုတာမရှိဘူးအားလုံးလိုချင်တာကိုဖြစ်တဲ့အချိန်ရောက်နေပြီလေယူရဲ့ဘဝမှာနာကျင်ခဲ့တဲ့မြဆုံးရှုံးခဲ့တဲ့မြအခုအချိန်မှာအနိုင်ယူရမယ့်အချိန်ရောက်နေပြီယူလဲသိတာပဲ အော်အတ္တ မိုင်းဟဲ့တော့လည်း တရားသီးစိတ်ချိုချိုလေး ခဏလေးอ่ะဒီဝက် မချစ်တာအကောင်လုံးပေကုန်ပြီထိုင်သားသမီးထိုင်သားဟဲ့ကောင်မရစ်တက်တော့အောက်တန်းကြပါလားဒီမကြည့်စမ်းငါသမီးအဝတ်စားတွေပေကုန်ပြီဟမ်အဲ့ဒီအဝတ်စားတွေကဘယ်တော့တမိုးရှိလဲဆိုတာနင်နားလေလားအခုဘာမှသုံးစားလို့မရတော့ဘူးပြစ်ပြရတော့မယ်ညီကတော်တော်အောက်တန်းကြတဲ့ကောင်မပါလား မမလေးဖြစ်လာတယ်မသိဘူး ဟမ်ဒီမှာတော့လေဒီမှာပါလေဒီကဘာဝင်ချောက်တာဟမ်ညဆိုင်ရခိုင်းပတ်ကောင်မတွေငါ့ကိုဘာမှပြတ်ပြောစရာအကြောင်းမရှိဘူး ဟုတ်တယ်တော်တော်အောက်တန်းကြတဲ့သူ ဟုတ်ပါတော့ငါများဒီမှာနဲ့ညက်ပါဒီမှာ ဟေးအမေအဲ့လိုမပြောပါနဲ့ဗျာအခုကမတော်တဆဖြစ်သွားတာပါအမေဆက်လျှော့ပါတော့မင်းနော်ပါလေမလေး မတော်မဆဖြစ်ရမလားသူတို့တွေကလာပြီးတော့စားတောက်တဲ့လူတွေကိုလေးစားမှုမရှိတာလေ အမေသွားတောင်းပါနဲ့မရလာနော်ဒီလိုက် တော်ပြီဒီဆိုင်တော့တော့ပတတ်တော့မစားဘူးဒါသမီးသွားမယ် အခုတောင်းပါနဲ့နော်တောင်းပါနဲ့နော် ဟိုကျွန်တော်ဒီကားလေးနည်းနည်းတော့ပြောခွင့်ပြုပါလားဗျာ ဟုတ်ကဲ့ပြောပါစို့ဘာလဲပြောရစီလို့ ဒီလိုပါမင်းတွေကဖြစ်သွားတဲ့ကိစ္စတော့ဟုတ်ကျွန်တော်တောင်းပါနေ ရရတယ်ပြေတောင်းမကြဘူးဒီကိစ္စကိုမလည်းမှားရတာလေအဲ့ကမလည်းတောင်းလို့ အဲ့ဒါပြောတာဗောရန်သူတော့လက်နဲ့ချရင်ကြေးရသေးတာပဲအခုဟာမတော်တဆဖြစ်သွားတဲ့ကိစ္စလေပြီးတော့ရန်သူလည်းမဟုတ်ဘူးကိုတို့ဘက်ကရန်ငုံသွားတယ်ဂုံပခါသနာတွေလည်းမောင်းပါပြီးတော့တစ်ဖက်သားကိုနိုင်တဲ့စီနေပြောသလိုဖြစ်သွားတယ်ကိုရင်ထဲမှာဘလို့မှခံစားလို့မရဘူးဒါကြောင့်မလို့လာပြီးတော့တောင်းပန်တာပါ မိုးလုံးမနမကိုဖားတင်ပေးထားတယ်တိကျခွင့်မချင်အောင်နေရဆိုပြီးစီးနံပါတ်မိုးလုံးဘောမှာသူတပောက်အောင်နေလို့ဆိုတာမဖြစ်ဘူးဒါကြောင့်မို့ရရအောင်တိကျခွင့်လို့ချင်တယ်နိုင် အဲ့ဒီစိတ်သက်ကိုလေးစားတယ်ကိုကလည်းမှားပြီးလို့ရှိရင်ပြန်တောင်းပန်တတ်တယ်မိုးကလည်းခွင့်လွတ်တတ်တယ်တောင်းပန်တတ်တဲ့လူနဲ့ခွင့်လွတ်တတ်တဲ့လူ
အဲ့လိုလူတွေအများကြီးဒါဒီကမ္ဘာလောကကြီးမှာရှိနေဆိုရင်အကိုတို့ဒီကမ္ဘာလောကကြီးကအရင်ตายရစရာကောင်းတဲ့ဒိမ့်မိုင်တစ်ခုဖြစ်သွားမှာပါမိုးရင် ဟုတ်တယ်နော်ကို ဟုတ်တာပေါ့ ကိုမို့ခွေးပြပါဦးနော် ဘာဖြစ်လို့လဲ ဘတ်နေမကောက်လို့စိတ်ကန်းသွားပြောင်းမလို့ ဘာလို့နေသွားလို့ဘာအဲ့ဒါလို့ရှိရင်လေကျွန်တော်တို့မှာကားပါလားကျွန်တော်ကားနဲ့လိုက်ဖို့ပြန်တော့ဗာနော် ရပါတယ်အကိုခုနားလေးရောက်ရောက်ပြီးညီမခင်နဲ့ချင်းနဲ့ပဲရှောက်တော့မယ် ဘာလို့ဘာလို့ဘာလည်းမဟုတ်တာဘာပြင်မနေပါဦးမယ်ဗာကားနဲ့ပဲလိုက်ဖို့ပြန်နော်ဒါပါဘာ妈在吃了嘿，哪个有？ ဘယ်လိုဖြစ်တာလဲညီမလေးရေတန်းတော့ဘလုံးရွှဲတယ် 对，妈哩我心里不得， ညီမလေးတို့ကဘာလို့ရေနဲ့ပတ်တာလဲ 妈哩阿冇杀我啦，啊，都后面给他们进那种骗吧，小干一个多嘿， ညီမလေးတော့မင်းလား 呀，打完了。 မင်းသားမလို့သားလေ ဒါငါကြိုက်နေတဲ့ကောင်မလေးဘာဖြစ်လို့လဲဟုတ်တယ်လေကွာငါသိတယ်လေငါညမကိုရေနဲ့ပတ်လိုက်တာလေသူပတ်တာမဟုတ်ရင်ဘယ်သူကပတ်တာလဲငါညမဟုတ်လို့လားကွာသူကသူပတ်တာဟုတ်လို့လားမင်းကလေမင်းပြောတာသေးကြရင်တော့ခက်တော့ခက်နေပြီကွာငါလည်းအကုန်ရှော့ကုန်အေးဘောကွာငါအထင်ကြီးအကုန်လွဲကုန်ပြီဘော
ငါလုံးသမျှအရာအားလို့အခုသိနေလို့ရတယ်ဒါမှတော့ဖြစ်နေရလေနင်ပြောစမ်း နင်ရလေလေတိုင်နေလို့မရအောင်တလုံးကလုံးအားလုံးကတယောက်မှကြစကားပြောလို့တတ်တယ်ဒီပစတစ်ခုမှမပြောတတ်တာ မင်းကဘာလုပ်ပြနေရလဲကြားလို့ပြန်စမ်းငါအားညာတလုံးကလုံးမှာနင်တယောက်ကစကားမပြောတတ်တာနင်ကဂုံယူနေသေးရဲ့ဟုတ်လားအဲ့ဘာငါရှိရဘာရဲစိတ်ကြည့်တာပဲငါလည်းခက်ခွင့်နေ ကိုမို့ချစ်စကားပြောတယ်ဟလား ဟုတ်တယ်မိုးကိုမိုးကိုရမ်းချစ်တယ်မိုးရဲ့ရိုးသားဖြစ်နေတဲ့စိတ်ဓာတ်လေးတွေကိုလည်းကိုရမ်းလေးစားတယ်နောက်ပြီးတော့မိုးတို့မိသားစုဘဝလေးကိုလည်းအကိုမြင့်တင်ပေးခြင်းတယ်မိုး ကိုစေတနာကိုလေးစားပါတယ်ကိုမိုးမအကိုရှိသေးတယ်ဟုတ်ဆောက်ရှောက်ဖို့အတွက်မိုးတို့မှာတာဝန်မကြီးပါဘူးကိုညီချစ်တဲ့စိတ်နဲ့တော့မချစ်လိုက်ပါနဲ့ကိုရဲ့မိုးတို့ကဆေးရတဲ့ဘဝမှာနေသားကြနေပါ မိုးယုံမဲ့ဆိုရင်ကိုပြောခြင်းတယ်မိုးအချစ်ဆိုတာလှလို့ချစ်တာတနာလို့ချစ်တာဆိုးလို့ချစ်တာမျိုးမျိုးချစ်ရင်လေအကိုကအဲ့အချစ်တွေအကုန်လုံးကိုစုပေါင်းပြီးတော့မိုးကိုဒီရင်ပတ်ကြီးလေးကနေတကယ်နှစ်ကချစ်တာပါမိုး မိုးတို့ကဆေးရပါတယ်ကိုချမ်းသာတယ်ကိုတို့ဘဝနဲ့မိုးနဲ့ဘလို့မှ အဲ့ဒါတော့ဘာမှမစိုးရင်လည်းမိုးမှာအကိုနဲ့အဖရှိသေးတယ်အကိုမှဆိုလို့ရှိရင်လေနည်းနည်းလေးကအဖေနဲ့အမေဘယ်သူဆိုတာတော့မသိဘူးအခုဖေဖေနဲ့မေမေကအကိုကိုမွေးသားထားလို့သာအကိုကအခုလိုလူတန်းပြနေနိုင်တာအကိုနဲ့ဆိုင်မိုးကမှအများကြီးတာပါသေးတယ်မိုးရဲ့ ကိုဟိုးကန်းရှိမှလေလှိုင်းလေးတွေတက်လာလို့ရှိရင်ကနန်းလေးတွေခရုလေးတွေသဲလေးတွေပါလာကြတယ်လေလှိုင်းလုံးမှာပါလာတဲ့သဲတွေကနန်းတွေခရုလေးတွေတောင်ပေါ်မှာတည်ပြီးလှိုင်းလုံးကြီးကပြတ်ဆင်းသွားလေ ဟုတ်တယ်နော် လှိုင်းလုံးကြီးကကနန်းတွေသဲတွေခရုလေးတွေကိုတောင်ပြင်မှာထားခဲ့တယ်လို့အကိုကလည်းမိုးထားခဲ့မှာပဲမဟုတ်လားအဲ့ဒီကြိုင်မိုးမျက်ရည်စားပြီးတော့မခံစားနိုင်ဘူး မထားခဲ့ပါဘူးမိုးရဲ့တိုင်းလုံးကြီးတွေခြံထားခဲ့တယ်တောင်ပြင်ပေါ်ကဆင်းယူတွေကနန်းလေးတွေဒီတောင်ပြင်ပေါ်မှာပဲပျော်ပျော်ရွှင်ရွှင်နဲ့တချင်းလေးတွေဆိုပြီးကြံခဲ့မှာပါဆိုကြပြီးပေးရနော် ဒါမြေကြီးဖျားကြီးရဲ့ကြောက်ဆောင်ဒီဒီမာလေးတွေကလေဟိုးရင်ကသူ့ရဲ့မောင်တော်ညှော်ရင်းနဲ့အဲ့လိုကြောက်ရွံ့ကြီးဖြစ်သွားတာမိုးလဲလေအဲ့လိုကိုယ်မမျှော်ချင်ဘူး လက်ချပါမိုးရဲ့ဘုမပြောရအောင်နော် အဲ့လိုမျိုးရမယ်ဘဝကြီးကိုကြောက်တယ်
ဘာပဲကောင်းလို့လဲ ကိုကိုသွားတော့မယ်ညီမလေးဖေဖေနဲ့မမေကိုလည်းကိုကိုကြောခဲ့တယ်လို့ဒီပြောပေးပါ ကိုမသွားဘူးကိုဖဲမသွားဘူး ကိုကိုခွင့်လွှတ်ပါညီမလေးရဲ့ကိုကိုလောကလည်းမှာဂတိသစ္စာမတည်တဲ့ယောက်ျားတစ်ယောက်အဖြစ်မခံနိုင်ဘူးကိုကိုသွားမယ်ညီမလေး ကိုမမေရဲ့စင်နာရနားမလဲလို့လားညီမလေးကိုမချစ်ဘူးလား ညီမလေးကိုညီမလေးအရင်တယောက်လို့ကိုကိုချစ်တယ်တနေ့နေ့တစ်ချိန်ကြာအချစ်ဆိုတဲ့အရာကိုညီမလေးနားလည်လာမှာပါကိုကိုသွားတော့မယ်ညီမလေး